မင်္ဂလာပါခင်ဗျာခေါင်းထဲမှာတစ်ခုခုနဲ့ထုနေသလိုမျိုးတဒိတ်ဒိတ်နဲ့ကိုက်နေတာကိုခံစားဘူးကြလားကျွန်တော်တို့အားလုံးဟာတစ်ချိန်မဟုတ်တစ်ချိန်တော့ခေါင်းကိုက်ဖူးကြတာကြီးပါပဲဒါပေမဲ့လူအများစုမှားနေကြတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကခေါင်းကိုက်တာကိုရိုးရိုးလေးပဲလို့သတ်မှတ်ပြီးအကိုက်အခဲပြောက်စေးတစ်လုံးတောက်ကပြီးလိုက်တာပါပဲတကယ်တော့ခေါင်းကိုက်တိုင်းကတူညီတာမဟုတ်ဘူးဆိုတာသင်သိပါသလားပထမဆုံးကျွန်တော်တို့ဘလို့ကိုက်နေတာလဲဆိုတာခွဲခြားကြည့်ရအောင် tension headache တင်းအားကြောင့်ခေါင်းကိုက်ခြင်းအဖြစ်အများဆုံးခေါင်းကိုက်ခြင်းပါခေါင်းကိုကျိုးနဲ့တင်းတင်းချီထားသလိုမျိုးတစ်ခေါင်းလုံးလေးလံပြီးကိုက်တာပါစိတ်ဖိစီးမှုများရင်ဒါမှမဟုတ်ဖုန်းနဲ့ကွန်ပျူတာအကြည့်များရင်အဖြစ်များပါတယ် migraine ခေါင်းတစ်ချမ်းကိုက်ဒါကတော့လူသိများပါတယ်ခေါင်းရဲ့တစ်ဖက်ထဲမှာပဲတုတ်တုတ်နဲ့မြေပြီးကိုက်တာပါအလင်းရောင်စူးစူးတွေအတန်ကျဲကျဲတွေကိုမခံနိုင်တော့ပဲအန်ချင်းသလိုတောင်ဖြစ်လာတတ်ပါတယ် cluster headache အဆူလိုက်ခေါင်းကိုက်ခြင်းသူကတော့မျက်လုံးတစ်ဝိုက်မှာစူးကနေနေအောင်ပြင်းပြင်းထန်ထန်ခံစားရတာမျိုးပါကဲအရေးကြီးဆုံးအပိုင်းကိုရောက်ပါပြီခေါင်းကိုက်တာကိုဘယ်အချိန်မှဆရာဝန်စီချက်ချင်းသွားပြရမလဲတကယ်လို့သင်ခံစားနေရတဲ့ခေါင်းကိုက်တာဟာဘဝမှာတစ်ခါမှမကြုံဘူးလောက်အောင်ပြင်းထန်နေမယ်ရုတ်တရက်ကြီးမိုးကြိုးပစ်တယ်လို့ချက်ချင်းကိုက်လာမယ်ဆိုရင်ဒါဟာအန်ဒီရရှိတဲ့အချက်ပေးလက္ခဏာပါပဲဒါအပြင်ခေါင်းကိုက်တာနဲ့အတူဖျားတာစက်ခိုင်တာစကားပြောတဲ့အခါဘလုံးပထွေးဖြစ်တာဒါမှမဟုတ်ခြေလက်တွေလေးလံပြီးမလှုပ်နိုင်တာမျိုးဖြစ်လာရင်တော့အိမ်မှာဆေးတောက်ပြီးအချိန်မဆွဲပါနဲ့နီးစပ်ရာဆေးခန်းဒါမှမဟုတ်အရေးပေါ်ဌာနကိုချက်ချင်းသွားဖို့လိုအပ်ပါတယ်ခင်ဗျာဒါဆိုရိုးရိုးခေါင်းကိုက်တာဆိုရင်ဘယ်လိုတတ်တာအောင်လုပ်မလဲအယူရှင်ဆုံးနီလန်ကတော့ရေတောက်ပါခန္ဓာကိုယ်မှာရေတက်ကြရင်ခေါင်းကိုက်တတ်ပါတယ်နောက်ပြီးအလင်းရောင်နေတဲ့တိတ်ဆိတ်တဲ့နေရာမှာခဏလေးမီးစပ်ပေးပါအသက်ကိုခပ်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ပြီးစိတ်ကိုလျှော့ချလိုက်တာကလည်းအများကြီးအထောက်အကူဖြစ်စီပါတယ်အချုပ်ပြောရရင်ခေါင်းကိုက်တာဟာတင့်ခန္ဓာကိုယ်ကတစ်ခုခုလိုအပ်နေပြီလို့ပြောတဲ့စကားသံပါပဲဒါကြောင့်ကိုတေးချဂရုစိုက်ပါဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like နဲ့ share လုပ်ပြီးတငယ်ချင်းတွေကိုလည်းမျှဝေပေးလိုက်ပါဦးအားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေခင်ဗျာ